ခုနလပိုင်း17ရက်နေ့ကတည်င်းလေအဲ့တည်င်းကပြောပြဖို့လို့ထင်လို့ပေါ့နော်အဲ့ဒါဘာတည်င်းလဲဆိုလို့ရှိရင်ဒီတရားမဝင်လောက်သားခန့်နေပေါ့နော်တချို့တွေကြတာဘယ်လိုလဲဆိုတော့ဒီဗန်ပေးမဟုတ်ဘဲနဲ့လက်ပေးနဲ့ခေါ်တာရှိတယ်ကွာခေါ်ပြီးတော့မှဒီအဲ့ဒီတချို့ဆိုလို့ရှိရင်အဲ့ဒီမြန်မာရေးကြားထဲမှာလည်းကြားဖို့လိမ့်မယ်ထင်တယ်ဒီလက်ပေးနဲ့လှုပ်တယ်လှုပ်သွားပြီးတော့ဒီတထင်းနဲ့လုပ်ငန်းထဲမှာအရန်ကိုအခိုင်းခံရတယ်အစင်မပြေလို့အလုပ်ထွက်တဲ့ခါကြလို့ရှိရင်ပတ်စံတောင်းတဲ့ခါကြလို့ရှိရင်ကြိုက်တဲ့နေရာသွားတိုင်းဆိုတဲ့ပုံစံမျိုးနဲ့ဒီပြောတဲ့ဟိုတထေးတွေရှိတယ်ကွာအဲ့လိုမျိုးလည်းရှိတယ်နောက်ပြီးကြတော့ဒီတခြားနိုင်ငံသားပေါ့နော်တို့ဘယ်လိုခေါ်လဲတရော်ကုတ်လိုပဲတုံးလိုက်မယ်ပထမဗီဒီယိုတော့တရော်ကုတ်တုံးလို့ဆိုပြီးတော့မှအတန်ဖြတ်ခံရရှိတယ်ကွာထားလိုက်ပါတော့တရော်ကုတ်ပဲထားလိုက်ပါအဲ့တရော်ကုတ်တွေကဒီအခုနောက်ပိုင်းလုပ်ငန်းတွေပေါ့နော်သူတို့တခြားလုပ်ငန်းတွေရှိတယ်အဲ့ဒီလုပ်ငန်းတွေကနေတဆင့်လုပ်သားတွေခေါ်ယူလာတယ်ခေါ်ယူလာပြီးတော့မှဒီအနိုင်ကျင့်တာတွေရှိလာတယ်ပေါ့နော်ရှိတယ်အဲ့လိုလုပ်သားကိုတရားမဝင်ခန့်တယ်ပေါ့နော်အထက်ကိုလည်းစာမတင်ဘူးစာလည်းမတင်ဘူးအခွန်လည်းမဆောင်ပေးဘူးဘာမှမလုပ်ပေးဘူးပေါ့နော်အဲ့ပုံစံမျိုးနဲ့ခန့်တဲ့အလုပ်ငန်းတွေကိုလုပ်ငန်းပိုင်ရှင်တွေကိုပေါ့နော်လုပ်ငန်းပိတ်သိမ်းတာတွေပြီးတော့တရားမဝင်လုပ်သားခန့်လို့ဆိုပြီးတော့မှဘာဖြစ်လာလဲဆိုတော့ဒီဒဏ်ငွေဖြစ်စေထောင်ဒဏ်ဖြစ်စေထောင်ဒဏ်ဆို3နှစ်ပြီးတော့ရန်ဆိုလဲ1300ပေါ့အခုကျတော့တိုးမြင့်လိုက်ပြီးထောင်ဒဏ်9နှစ်ကနေပြီးတော့မှရန်1500အထိတိုးမြင့်လိုက်တယ်ဆိုတဲ့သတင်းထွက်လာတယ်ပြီးတော့တချို့နေရာတွေမှာကျတော့ဒီကားဆက်အဟောင်းနေလေဒီကားတွေခြေမွှတဲ့လောက်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီတချို့ဗီဇာတက်တန်းကုန်တဲ့လူရှိတယ်ကိုယ်နိုင်ငံသားတွေတော့မဟုတ်ဘူးတခြားနိုင်ငံသားတွေပေါ့နော်အဲ့လိုလူတွေကိုခန့်ပြီးတော့မှတချို့တွေအနိုင်ကျင့်တာတွေရှိတယ်အဲ့ကြောင့်မလို့ဒီဒါနေ့ရှေ့ဗီဒီယိုမှာလို့ပေါ့နော်ဒီဘယ်လိုခေါ်ရမလဲဘယ်လိုသုံးရမလဲအိမ်ပေါ်လို့သုံးရမလားအိမ်ပေါ်လို့သုံးလို့လည်းရှေ့ကဖြတ်ခံရထားလိုက်ပါတော့ဒီအိမ်ပေါ်ဗီဇာနဲ့ခေါ်တယ်ပေါ့နော်မလာနဲ့ခုမြန်မာလူမျိုးတွေဆိုအိမ်ပေါ်ဗီဇာနဲ့ဆိုလုံးဝမလာခင်နဲ့တခြားဟာနဲ့လာခင်အဲ့ဒါတကယ်နော်တေးအောင်အနှိမ်ခံရမယ်ပိုးစိုးပစပ်ပြောခံရလိမ့်မယ်ဒီလားဒီမှာလေဂျပန်နေတော်တော်များများကဟိုအိမ်ပေါ်မလို့သူတို့ဟာသူတို့တာဝန်သူတို့ယူတာသူကနဲ့သူတော့အသက်တွေရမ်းကြီးလာလို့လှုပ်เสียအလုံးမရှိလို့တော့မှပဲအိမ်ထဲမှာရှိတာကုံလိုက်လို့အပင်တွေရှောက်ဆိုင်ပြီးအနီးနားလူတွေလိုက်ကျိုးတွေလိုက်ပေးအဲ့လိုမျိုးပေါ့ကျွေးပေးတယ်ဆိုတာမြို့ပေါ်ကြီးမှာတော့မရှိပါဘူးဒီလိုနေတွေမှာပဲပေါ့နော်နေတွေမှာတော့အဲ့လိုပေးတာကြီးကမ်းတာရှိတယ်ကိုရီဆိုလို့ရှိရင်ဒီနားနီးတစ်ဝိုက်ရှောက်လဲပါညာဒါကိုဆိုရင်ရမ်းအောင်တော့မကြဘူးမျိုးမကြတော့မကြမှာနေတာအဲ့လိုသွားလို့ဆိုလို့ရှိရင်အဖိုးတွေဘွားတွေစိုက်ပြောနေစကားတွေပါပြောရင်းနဲ့ကိုကအသီးနှံလေးသဘောကျလို့ဝယ်မယ်ဆိုရင်သူတို့ပတ်စံမီကိုပေးလိုက်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ထားပါတော့ဒီကိစ္စဒါအိမ်ပေါ်ကိစ္စနဲ့အကြောင်းပြောပြတာမလို့တဲ့အိမ်ပေါ်မလို့တဲ့အကြောင်းပြောပြတာဒီအခုတရားမဝင်လောက်သားခန့်တဲ့ကိစ္စမှာကဒီတရားမဝင်လောက်သားခန့်လို့ရှိရင်လုပ်ငန်းရှင်တွေကိုအဲ့လိုမျိုးလုပ်မှာမဟုတ်လို့ကြီးညာတာဖြစ်တဲ့အတွက်တကယ်လို့ကိုကလည်းလုပ်ငန်းခွင်ထဲမှာတခြားဗီဇာကင်ပြီးတော့မှအဲ့လိုဒီလက်ပေးနဲ့ပေါ့နော်လုပ်ပြီးတော့အနိုင်ကျင့်ခံရတယ်ဆိုလို့ရှိရင်တိုင်လို့ရတယ်အဲ့လုပ်ငန်းရှင်တိုင်လို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲအကြောင်းမို့သတိလေးထားပြီးတော့မှလုပ်ပါနောက်ကြတော့အနိုင်ကျင့်လည်းမခံကြပါနဲ့တိုင်လို့ရတယ်ဆိုတဲ့အကြောင်း